ငါမရှိချင်လေးမှာဂျယ်လေးနဲ့တီတီ grade 9 English လို့ဆက်ပြီးတော့လေ့လာရနော်အဲ့တော့ဂျယ်လေးတို့ကရှေ့ဗီဒီယိုမှာ unit 8 lesson 2ကြည့်ပြီးသားပြီဆိုတော့ open your textbook and turn to page 76 today we're going to talk about unit 8 lesson 3 beware of blah 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 okay so this is the lesson we're going to talk about imperatives and this lesson focus on grammar okay so ဒီနေ့ grammar ခန်းလေးနော်ဒီ beware of ဆိုတဲ့ imperatives နဲ့ပတ်သက်တဲ့အကြောင်းလေးကျွန်တော်ပြောကြမယ်နော်ကဲဒါဆိုကြည့်အောင် grammar number 1မှာ choose the correct alternative မှန်တဲ့ဟာလေးရွေးပြရအောင် number 1မှာအဲ့တော့ imperatives ကတော့တို့တမီတို့ ਨੇ ရှိတန်းနေမှာလေရေးနေပြီးသားလေနော်ဒါကြောင့်တိတ်တော့မစိမ့်နော်ကြည့်အောင်အဲ့တော့ number 1မှာ blend your homework regularly do your homework လား don't do your homework do your homework နော်အိမ်စာပုံမှန်လုပ်ပါ number 2 play with fire မီးနဲ့ကစားလား don't play with fire don't play with fire နော်ဒါမှန်ပါပေါ့ဟုတ်ပြီနော်ကဲဒါဆိုခုကျတော့ဒီ sentence တွေချက်ကြည့်ကြည့်အောင်ဒီ sentence လေးတွေကဒီမှာ do your homework don't play with fire verb တွေနဲ့စတာတွေ့လားဟုတ်ပြီနော်ဒါဆိုကျတော့ဒီမှာ imperatives ကိုကြည့်အောင်နည်းနည်းလေးဝင်လာတော့တမျိုးဖတ်စာမယ်တွေ့ကြည့်ပြီနော်အဲ့တော့ we use imperative ကျတော့အခုပြောမယ် imperatives ကို to tell people what to do or what not to do ကျတော့လူတွေကိုနော်ဘာတွေလုပ်ဘာတွေမလုပ်နဲ့လို့ပြောတဲ့အခါမှာကျတော့ imperatives တွေကိုသုံးတယ်ဟုတ်ပြီနော်လူတွေကိုဘာတွေလုပ်ဘာတွေမလုပ်နဲ့ဥပမာရှန်နေတဲ့သားတော်သမီးတို့ပြောလေ open your textbook အဲ့ဒါ imperative ပဲစာအုပ်ဖွင့်လိုက်ပါအဲ့ဒါ imperative ပဲနော် open your textbook လို့ပဲပြောပါ you open your textbook လို့ချက်မပြောဘူးဟုတ်ပြီနော် you တွေပါထည့်ပြောစမ်းမလို့ open your textbook ပဲ close your textbook listen to the recording အဲ့ဒါ imperative တွေပဲဟုတ်ပြီနော်ဒါတော့တမျိုးတစ်ခုခုလုပ်ဖို့ပြောတာဟုတ်ပြီနော်ကျတော့အငင်းဆိုရင် don't နဲ့ပြောမှာပေါ့ဟုတ်ပြီနော် don't open your textbook စာမဖွင့်နဲ့နော် don't listen to me တချေပြောတာနားမထောင်နဲ့အဲ့ဒါမျိုးဖြစ်မှာပေါ့ဟုတ်ပြီနော်အဲ့ဒါကို imperative လို့ခေါ်တယ်တရားရောက်ကိုတစ်ခုခုလုပ်ဖို့မလုပ်ဖို့ပြောတဲ့အခါမှာ imperative တွေနဲ့တောင်းတယ် in other words we use imperatives to give orders and နောက်တဲ့နားလည်အောင်ပြောမယ်ဆိုရင် imperative တွေကျတော့က orders အမိန့်ပေးဖို့တွေ instruction လမ်းညွှန်ချက်ပေးဖို့ advice အကြံဉာဏ်ပေးဖို့ and warnings တတိပေးဖို့သုံးတာပေါ့ဟုတ်ပြီနော် imperatives တွေကိုသုံးတာဟုတ်ပြီနော်အဲ့တော့ imperative sentences fall into two main categories အဲ့တော့ imperative sentence တွေကတော့နှစ်ပိုင်းရှိတယ်ဘာလဲဆိုရင် positive imperatives နဲ့ negative imperatives နဲ့ပေါ့နော်အဲ့တော့ imperative sentences end with a period အဲ့တော့ imperative sentence တွေက period လို့ခေါ်တယ်ဒါတော့သမီးတို့ရင်းနေကြ full stop နဲ့ဆုံးရင်ဆုံးမဆုံးလို့ရှိရင် with an exclamation mark ဆိုတဲ့ဒီသင်္ကေတလေးနဲ့ဆုံးသက်တယ် to be polite ရင်းကြည်ကြည်လေးပြောခြင်းအရှိမ please လေးထည့်လိုက် please can be used with imperative ဟုတ်ပြီနော်ဥပမာဒီ positive imperative လို့ပြောမယ် open your textbook open your textbook အဲ့ဒါ positive imperative ရင်းကြည်ကြည်လေးပြောမယ် please open your textbook please open your textbook okay ဒီကကျ negative imperative လို့ပြောမယ် don't open your textbook don't open your textbook okay ရမယ်နော်ဒါကိုကျတော့ imperatives လို့ခေါ်တယ်နော်ဒါဆိုအခုကျတော့ number 2မှာ put the sentences in the correct column အောက်က sentence 1 to 8ကိုသက်ဆိုင်ရာ column ထဲမှာထည့်ကြမယ် positive imperative လား negative imperative လားအရင်လွယ်ဟုတ်လားနော်ဒါဆို number 1မှာ turn to page 21 is it positive imperative ပေါ့ဟုတ်ပြီနော်အဲ့ဒါလေးဒီမှာရေးလိုက်ရုံပဲ number 2 don't drop the rubbish on the floor ဒီမှာမိုင်းမပြင်းနဲ့ဆိုတော့ negative imperatives ဒီမှာရေးလိုက်ရုံပဲနော် so number 3 beware of dogs ခွေးတွေတတိထားပေါ့ကျရိကောင်းစင်လေးနော် beware of dogs positive imperatives don't touch that switch အဲ့ခလောက်ကိုမထိနဲ့ negative imperative take this 2 times a day before meal အစားမစားခင်တနေ့ကို2ကြိမ်တောက်ပါတဲ့ positive imperatives help yourself to some more coffee ကိုယ့်ဘက်ကို coffee ချက်တော့ယူပေါ့နော် positive imperative don't underestimate your opponent ပြိုင်ဘက်ကိုရှော့မတွက်နဲ့ negative imperatives don't make hasty decision အဲ့တော့လောမကြီးနေပေါ့ဆုံးဖြတ်ချက်ကိုအလောတကြီးမချနဲ့ပေါ့အဲ့တော့ negative imperatives ဒါလေးကိုဒီတဲ့ချင်းလိုက် number 2ပြီးသွားမယ်ဒါပဲနော်အခုကျတော့ 77ကိုတော့မယ် number 3မှာ match the verse in column 1 with the phrases or clauses
in column 2 to make traffic rules ကျတို့ရင်စည်းကမ်းပေါ့နော်ရင်စည်းကမ်းလမ်းစည်းကမ်းအဲ့ဒါကိုပြောတာပေါ့နော်အဲ့ဒီရင်စည်းကမ်းနဲ့ပတ်သက်ပြီးတော့ဟိုဘက်ဒီဘက်လေးကျတို့တွဲကြည့်ကြည့်ရအောင်နော် column 1နဲ့ column 2နဲ့အဲ့တော့ဒီမှာ number 1က where တဲ့ဘာလေးနဲ့တွဲရင်ကောင်းnumber C လေးနဲ့တွဲမယ်နော် so wear your seat belt when you are in a car နော် wear your seat belt နော် so number 2 don't drive တဲ့ number E through the red line မီနီဖြဲမမောင်းနဲ့ number 3 don't break number F the speed limit နော်သတ်မှတ်ထားတဲ့အရှိန်တော့ချိုးဖောက်ပြီးတော့မမောင်းနဲ့ပေါ့အဲ့လိုပြောတာနော် number 4 avoid B alcohol while driving အရက်မတောင်းနဲ့ကားမောင်းနေတဲ့အချိန်မှာအရက်မတောင်းနဲ့နော် number 5မှာ give ကားမောင်းတဲ့အခါမှာအရက်တောက်တာကိုရှာမောင်းလို့ပြောတာပေါ့နော် now number 5က give a signal before taking a turn ဘယ်ဘက်ကိုကွင်းမယ်ဆိုရင်ဘယ်ဘက် signal ပြညာဘက်ကွင်းမယ်ဆိုရင်ညာဘက် signal ပြနော် number 6က don't park number E ပေါ့နော် on the pathway အဲ့တော့လမ်းမပေါ်မှာကားမရက်နဲ့ပေါ့နော်လမ်းပေါ်မှာကားရက်လို့မရနော်လမ်းဘေးမှာပဲရက်ရတယ်နော်ဒါလေးတွေကျတို့က traffic rules လို့ခေါ်တယ်နော်ဒီ traffic rules တွေကိုဒါ imperatives တွေတောင်းပြီးတော့ဒီမှာပြောထားတာနော်အခုကျတို့ number 4ပါ write an imperative sentence for each situation အောက်မှာအခြေအနေလေးပေးထားတယ်နော်အဲ့ဒီအခြေအနေလေးတွေအတွက် imperative sentence တွေကျတို့ရေးကြမှာ use the phrases in the box သူပေးထားတဲ့ဒီ box တွေဟာတွေသုံးလို့ရတယ်နော်I'll make negative imperatives when necessary လိုအပ်ရင် negative imperative ပါလုပ်ပေး the first one is done for you ပထမတစ်ခုလုပ်ပေးတာနော်အဲ့တော့သူဒီမှာဘာတွေပေးထားလဲဆို turn to swim now switch off pay attention to ပေးတာnumber 1မှာ the teacher နော်ဆရာမကnotices a student is not paying attention to what she is saying အဲ့တော့ဆရာမကသူစာပြောနေတဲ့အခါမှာကလေးတယောက်ကသူ့ကိုအာရုံမစိုက်ဘူးဒါကိုသိသွားအဲ့တော့ the teacher says ဆရာမကဘယ်လိုပြောလဲpay attention to me ဒီချက်အာရုံစိုက်ဒီလိုပြောလဲရတယ်နောက်တစ်ခုက pay attention to what I am saying ဒီချက်ပြောနေရတဲ့အာရုံစိုက်ပေးအဲဒီလိုမျိုးပြောရင်လည်းပြောမယ်နှစ်ခုလုံးမှန်တယ်ကြိုက်တာနေလေနော်အဲ့ဒါမျိုးအောက်က situation တွေဖတ်ပြီးတော့အတူတူချက်နေလောက်မယ်နော် so number 2မှာ the water in the lake is deep ရေကန်တွေကရေဟာနက်တယ် and people often get drowned အဲ့တော့လူတွေကရေနစ်တက်တယ်မကြာခဏရေနစ်ကြတယ်the sign reads ဒါဆို sign ပေါ်မှာဘာပြောရမလဲ swim လေးနဲ့တောင်းလာမယ် don't swim in the lake နော်အဲ့တော့ဒီကန်ထဲမှာရေမကူးနဲ့ပေါ့အဲ့လိုပဲရေးလာနော် don't swim ချက် negative imperative လောက်လိုက်မယ် in the lake နော်ရေကန်ထဲမှာရေမကူးရအဲ့လိုပြောရမှာပေါ့နော် now number 3 you are in a meeting room တို့သမီးတို့ကစီဝေးခန်းပါတယ်မှာစီဝေးခန်းပါတယ်မှာနော် your friend's mobile phone is ringing တကယ်ချင်းဖုန်းကတီ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 ဆိုမြည်လာရော you say to your friend တကယ်ချင်းလှမ်းပြောမယ်ဘာပြောမလဲ switch off okay switch off your mobile phone switch off your mobile phone ဖုန်းပိတ်ထားဒီလိုပြောမှာပေါ့နော် positive imperative နဲ့ပြောမှာပေါ့နော် number 4 the teacher enters the room and begins the lesson ဆရာမအခန်းထဲဝင်လာပြီးတော့သင်ခန်းစာစတယ် the student have their books on their desks အဲ့တော့ကလေးတွေကသူတို့ရဲ့ခုံပေါ်မှာသူတို့စာအုပ်တွေရှိတယ်ပေါ့ဒါဆိုဆရာမကဘာပြောရမလဲ turn to နော် turn to page blah 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 ပေါ့ဥပမာကိုကြိုက်တာကိုပြောပေါ့နော် turn to page ကဲဟုတ်ပြီ turn to page blah 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 ပေါ့စာမျက်နှာဘလောက်ကိုလမ်းလိုက်ပေါ့ကိုကြိုက်တဲ့စာမျက်နှာဒီမှာရေးလို့ရတယ်နော်ဒါလေးသုံးလို့ရတယ်နော် now number 5က it is rather dark in the room ခန်းထဲမှာရမ်းမောင်တယ် you say to your friend near the switch အဲ့တော့ဒီပလက်ပေါင်နာမှာရှိနေတဲ့တငယ်ချင်းကိုတို့သမီးတို့ပြောလိုက်တယ်ဘာပြောလိုက်မလဲ okay အဲ့တော့ turn on နဲ့တောင်းလိုက်နော်အဲ့တော့ turn on the light မီးလေးဖွင့်ပေးပါနော် turn on the light ပေါ့နော် light နဲ့တောင်းလိုက်နော်မီးလေးချက်လောက်ဖွင့်ပေးပါနော် turn on the light နော်နောက်မှ turn on the switch လည်းရပါတယ် the switch တောင်းကြလည်းရနော် turn on the switch နော်ဒီလိုပြောလဲရတယ်အဲ့မှာရေကြေးချီက please လေးထည့်တောင်းလဲရတယ် please မထည့်လဲရတယ်တဘောပေါ့နော်အဲ့တော့ please turn on နော် turn on နဲ့တောင်းရမယ် please turn on the light ဒါမှမဟုတ် please turn on the switch ကိုကြိုက်တာပြော number 5ပြီးသွားမယ်နော်ဒါဆိုခုကျွန်တော် number ဒီ5လေးကိုတွားရအောင် in pairs write 5 imperative sentences positive or negative to talk about
pedestrian rules အဲ့တော့ pedestrian rules ဆိုတော့ဒီဟိုဂျင်းစီကလမ်းစီကပေါ့လမ်းစီကဆိုတော့ကျတို့ဒီလိုလမ်းလျှောက်သွားတဲ့လူတွေအတွက်စီးနင်းစီကအောင်ပြောတာ pedestrian rules နော်အဲ့ဒီ rules တွေကိုတငယ်ချင်း2ယောက်တွဲပြီးတော့9ခု positive imperative ကော negative imperative ကောပါအောင်9ခုကိုရေးပြရမှာရေးဖို့အတွက်သုံးရမယ့် verb ကြီးပေးထားတယ် use the verbs given in the box နော် box ထဲမှာပေးထားတယ်look ပေးထားတယ် now use play run cross နော်ဒီ9ခုဒီ box တွေက verb 9ခုကိုသုံးပြီးတော့ pedestrian rules ကိုပြောအောင်နော်ဥပမာ look ကိုသုံးမယ်ဆိုချင်တော့ဒီဟိုရှိ grade 5တွေမှာပေါ့နော် grade 5တွေမှာအဲ့ဒီ pedestrian rules တွေပါတယ်နော်ဥပမာ look ဆိုရင် look to the left and to the right before crossing the road ပေါ့ဘယ်လမ်းမဖြတ်ခင်ဟိုဘက်ဒီဘက်ဘယ်ကြီးညာကြီးကြည့်ပေးပေါ့ look to the left and to the right before crossing the road လမ်းကိုမဖြတ်ကူခင်ဟိုဘက်ဒီဘက်ကြည့်ပေါ့နောက်မျိုးတွေပြောလို့ရနော် now use ဆိုရင်ခြေလို့ဘာတောင်းရအောင် use zebra crossing zebra crossing ကိုပြောတာလူကူညီကြလေနော် use zebra crossing to cross the road လမ်းဖြတ်ကူဖို့ zebra crossing ကိုသုံးပါဒါရေးလည်းပြောလို့ရနော် now play negative imperative ပြောကြည့်အောင် don't play on the road ပေါ့နော် don't play on the road လမ်းမကြီးပေါ်မှာမကစားနဲ့ပေါ့ don't play on the road ဒါရေးလည်းပြောလို့ရတယ် now run don't run across the road ပေါ့လမ်းကိုဖြတ်ပြီးတော့မပြေးရအောင်လို့ပါတော့နော် now ဒီမှာ cross နော်ဒါဆိုရင် positive imperative လောက်လိုက်တယ်နော်ဥပမာ cross the road okay cross the road when the pedestrian light signal is green ပေါ့ဒီcharity the traffic lights ကိုပြောတာနော်အဲ့တော့ cross the road when the traffic light is green ပေါ့နော်ဒီမီးပွိုင်းမီးစိမ်းနေလမ်းဖြတ်ကူလို့ရတယ်ပေါ့ cross the road when the traffic light is green ဒါမှမဟုတ် when the pedestrian light signal is green ကြိုက်တာပြောလို့ရဒီလိုမျိုး rule 9ခုရေးပြမှာနော်ဒါကျဲနမူနာပြပြတာတို့ဒီမျိုးတခြား idea လေးရှင်းလေဒီ verb လေးသုံးပြီးတော့တငယ်ချင်း2ယောက်တွေ့ပြီးတော့ five imperative sentence 5ချောင်းရေးအောင်တငယ်ချင်း2ယောက်မရှိဘူးချင်ဗီဒီယိုတယောက်တည်းကြည့်နေဆိုရင်တယောက်တည်းကိုပါလို့လည်းရတယ်နော်ရေးပြီးဝင်ကျတော့5ပြီးသွားမယ်ပြီးတော့ number 6 in groups အဖွဲ့လိုက်မဟုတ်ဘဲနဲ့ဗီဒီယိုကြည့်နေလို့တယောက်တည်းဆိုလည်းရတယ်နော် choose one of the topics below အောက်ကခေါင်းစဉ်3ခုတည်းတစ်ခုရွေးbrainstorm ideas to make imperatives to give instruction and advice အကြံဉာဏ်တွေပေးဖို့ instruction ပေးဖို့ imperatives တွေကိုရေးနိုင်သမျှရေးရမှာ5ခုရရင်5ခု6ခုရရင်6ခုရေးရမှာနော်အဲ့တော့သူဒီမှာပေးထားတဲ့ topics တွေကြည့်မယ် global warming နဲ့ပတ်သက်ပြီးပေးထားတယ်ကမ္ဘာကြီးပုံတွေလာမှာနောက် security on the internet အဲ့တော့ဒီ internet ပေါ်မှာဒါလုံခြုံရေးတွေပေါ့နော်နောက်ပြီးတော့ how to keep fit ကိုကျန်းမာဘယ်လိုလုပ်ရမလဲပေါ့ကြိုက်တဲ့ခေါင်းစဉ်ရွေးပြီးတော့ imperative sentence 5ချောင်းရေးပြရအောင်ဟုတ်ပြီနော်ဥပမာကိုကglobal warming နဲ့ပတ်သက်ပြီးရေးမယ်ဆိုရင်ကျတော့ don't use plastic a lot plastic တွေအများကြီးမသုံးနဲ့ဒါမျိုးတွေလည်းရေးလို့ရတယ်နော်ဒါမှမဟုတ် security on the net ဆိုရင်ဒါ internet ပေါ်ကလုံခြုံရေးဆိုရင်ကိုယ့်ရဲ့ privacy တွေကိုမတင်ဒီ internet ပေါ်မှာမတင်နဲ့တော့ဒါမျိုးလည်းရှိတာပါနော်နောက် how to keep fit ဆိုကြမ်းမအောင် do physical exercise regularly ပေါ့လေ့ကျင့်တဲ့ပုံမှန်လုပ်ပါတော့ဒါမျိုးတွေလည်းရေးလို့ရတယ်ဒါကျန်နမူနာကြံပေးရအဲ့လိုမျိုးခုချက်ပြောသွားတယ်လို့မျိုး imperative sentence 5ချောင်းရေးပြအောင်ကြိုက်တဲ့ခေါင်းစဉ်တစ်ခုရွေး5ချောင်းရေးပြအောင်မယ်ရမယ်နော်ဒါဆိုခုကျတော့ဒီ lesson 3က imperative ခန်းကြီးကောင်းတော့ပြီးတော့ပြီနော်အဲ့ဆိုခြေကဒီဗီဒီယိုဒီမှာပဲရပ်ပါအောင်မယ်တော်တော်လည်းနောက်ဗီဒီယိုကြမှာပြန်တွေ့ပါမယ် see you next video have a nice day bye bye